1 2 3 4 5ထသံ follow you for တူကျွမ်းရှင်ကြီးထကဲနောက်တစ်စင်းနေတက်ကနေတစ်စကြာကြိုက်တဲ့ကနန်းတစ်ခုပြောပါငါဟုတ်တယ်နော်တေးကြကြည့်ထားလက်ထဲမှာဘာမှမရှိဘူးနော်ဒီမှာကြည့်1 2 3 5ဟုတ်တယ်နော်တေးကြကြည့်ထားငါဟုတ်တယ်တကယ်ချင်းတို့ရေဘာလို့ဒီစက်ကူပြူကပြန်တက်သွားရတာလဲတကယ်တော့ကျွန်တော်တို့စီကအထူးထုတ်လုပ်ထားတဲ့တရေပြန်စက်ကူကိုတောင်းထားလို့ပါဘယ်လိုလုပ်ရမလဲဆိုတာသင်ပေးမယ်နော်အရင်ဆုံးသူ့ကိုအလဲကနေဖွင့်ပြီးတော့ပြွန်းပုံစံခောက်လိုက်ပါပြီးရင်စာပွဲပေါ်မှာဒီတိုင်းလေးထောင်ထားလိုက်အောင်ပါပဲမီးချစ်တစ်ခုယူပြီးအပေါ်ဘက်ကနေမီးညီပေးလိုက်ပါမီးလောင်ပြီးအောက်ခြေရောက်သွားတဲ့အခါမှာအပူရှင်းကြောင့်သူ့အလိုလိုလေပေါ်ပြန်တက်သွားပါလိမ့်မယ်ဒါကဖြစ်ကူဖြစ်မဲ့အရာပါနောက်တစ်ခုကတော့ဒီလိုဖျောက်လို့ရတဲ့မမြင်ရတဲ့မစ်ဘောပင်တစ်ချောင်းလိုဟုတ်ပါတယ်လက်ပေါ်မှာနာမည်တွေကနိုင်လေသင်္ကေတတွေကြိုရေးထားလို့ရပါတယ်ဥပမာကျွန်တော်တို့အရင်ဆုံးတစ်ကိုရေးမယ်2 3 4 5 6 9 10ဟုတ်ပြီနည်းနည်းစီခွာပြီးရေးမယ်နော်ရေးလိုက်ရင်သူကအယောင်မမြင်ရတဲ့အတွက်ပြိတ္တကတတိထားမိမှမဟုတ်ပါဘူးကဲလက်တွေ့ပြတဲ့အခါကျရင်မီးချစ်ကိုယူပြီးအပေါ်ကနေဒီစစ်ကူကိုမီးညှိလိုက်ပါမီးလောင်နေတော့မှလက်ဟန်ချန်တွေလောက်ခါထားမှန်လှုပ်သလိုလုပ်ပြီးမျက်လက်ကိုပိုစမ်းကြအောင်လုပ်လို့ရပါတယ်တွေ့လားအောက်ခြေဒီလောင်သွားတဲ့အခါလက်ကိုပြင့်တင်လိုက်ပါကိုယ်အစွမ်းနဲ့ပြိုင်တက်သွားအောင်လုပ်လိုက်တဲ့ပုံစံပေါ့ကြည်ထားနော်ဂါထာယူဖို့တူကျွမ်းရှင်ကြီးထအဲ့ဒီနောက်အိမ်ခေါင်မို့လောက်မင့်သွားပြီးသူ့အလိုလိုပြန်ကြလာပါလိမ့်မယ်ပြန်ကြလာလာမင်းလက်ဖန်ပြီးဖမ်းယူလိုက်ပါကဲအဲ့ဒီချိန်ကျရင်ပရိသတ်ကိုတစ်ကနေ30ကြာကြိုက်တဲ့ကဏ္ဍတစ်ခုပြောခိုင်းပါသူတို့ပဲကဏ္ဍပြောအဲ့ဒီကဏ္ဍရေးထားတဲ့နေရာကိုတန်းပြီးတော့ဟုတ်ပြီဒီလိုပွက်ဆွဲပါဒါဆိုရင်ပရိသတ်ပြောတဲ့ကဏ္ဍကလက်ပေါ်မှာတန်းပြီးပေါ်လာပါလိမ့်မယ်အရန်ဆော်လို့ကောင်းပါတယ်ကဲဒီတရေပြန်ဆက်ကူနဲ့ဘောပင်ကိုတုံးပြီးတငယ်ချင်းတွေကိုစောင့်ချင်တယ်ဆိုရင်တော့အခုပဲ follow လုပ်ထားကြပါနောက်ဗီဒီယိုမှာဒါကိုပြန်ဆက်ပြပေးပါမယ်ဟုတ်ကဲ့ကျွန်တော်ကတော့ကောင်းကြော်ပါနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်